ဒီနေ့ sleep hygiene လို့ခေါ်တဲ့ quality ပြည့်အရေးရဖို့စီကံ9ချက်ပြောပြမယ်။နံပါတ်1အရေးကြီးဆုံးအချက်ကတော့အိယာဝင်ချိန်အိယာထချိန်အချိန်မှန်မှန်ထားပါလို့ပြောတာ။အိယာဝင်ချိန်မှာအိမ်မငိုက်သေးလဲလူးလိမ့်နေသေးလဲအချိန်မှန်မှန်အိမ်မယ်။အိယာထတဲ့အချိန်မှာအေးမဝသေးလဲအချိန်မှန်မှန်ထားမယ်။ဒါမျိုးကျွန်တော်တို့အိတ်ချိန်ထချိန်မှန်လာလို့ရှိရင်ရေရှည်မှာမြောင်များစွာအကျိုးရှိစေမှာဖြစ်တယ်။တဘာဝအတိုင်းအိပ်ပျော်ဖို့အတွက်လွယ်ကူစေမှာဖြစ်တယ်။နံပါတ်2အချက်ညအိတ်ခါနီလက်ဖက်ရည်ကော်ဖီရင်နွေးချမ်းလက်ဖက်တုပ်လုံးဝမစားပါနဲ့တချို့တွေပြောလိုက်မယ်ဒါစားပြီးမှကျွန်တော်တို့အိတ်တက်တယ်ဆိုတော့အဲ့ဒါစားပြီးအိပ်ပျော်ရင်တော့မှ quality ပြည့်တဲ့အရေးရမှာမဟုတ်ဘူးနံပါတ်3အချက်မအိတ်ခင်အကြောလျှော့တဲ့လေ့ကျင့်ခန်းလေးတွေလုပ်လို့ရတယ်ဒါပေမဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဥပမာဒိုက်ထိုးတာကြိုးခုံတာပြေးတာစပိန်နေတာဒါတွေမလုပ်ပါနဲ့ခန္ဓာကိုယ်မှာတက်ကြွမှုများနေတဲ့အခါမှာအိပ်ပျော်ဖို့အတွက်အခက်အခဲဖြစ်စေလိမ့်မယ်နံပါတ်4ညအိတ်ခန်းဒီမှာကပ်ပြီးတော့ရှာဝါရေချိုးတာမလုပ်ပါနဲ့ပုံမှန်မျက်နှာတက်လို့ရတယ်လက်ချက်တော့ဆေးလို့ရတယ်တကူလုံးချိုးတဲ့ခါကျရင်ခဏကိုမှအေးဆက်သွားတော့အခါအေးရေးကိုအနောက်ရှက်ဖြစ်စေနိုင်တယ်။နံပါတ်5ကိုယ့်အိမ်မှာညဘက်ကိုမီးရောင်ရှော့ဖြော့လေးထွန်းပါလို့ပြောတာ။အထူးသဖြင့်မီးအဝါလေးတွေထွန်းလို့ရှိရင်ပိုကောင်းတယ်။ကျွန်တော်တို့မီးအယောင်မှိန်လေးရှိတဲ့အခါမှာအုံနောက်ကတဘာဝတိုင်းအိပ်ပျော်ဖို့အတွက်လွယ်ကူစေပါတယ်။နံပါတ်6အိပ်ရာတွေကိုဖုန်းလုံးဝမယူသွားပါနဲ့။ကျွန်တော်တို့အိပ်မပြောဘူးကွာဆိုပြီးအိပ်ရာတွေမှာဖုန်းခဏလောက်ပုတ်နေမယ်ဆိုရင်မျက်လုံးထဲကိုအပြာရောင်ဖုန်းထဲကအလင်းနဲ့ဝင်ရောက်လာတော့အခါမှာအိပ်ပျော်ဖို့အတွက်အခက်အခဲနောက်ဆက်ဖြစ်စေ။နံပါတ်9နောက်ဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့အိတ်ခမ်းအိတ်မဲ့နေရာကိုအေးလူလေးထားပါအဲကွန်ပန်ကဖွင့်လို့ရတယ်ဒါပေမဲ့လေထဲမခံနဲ့လို့ပြောတာကိုယ့်ရဲ့အခန်းကိုမှောင်လေးထားပါညအိမ်မီထွန်းလို့ရတယ်ဒါပေမဲ့အလင်းတိုက်ရိုက်မစိုးတဲ့နေရာမှာထွန်းထားပေးပါနောက်အခန်းကိုတိတ်ဆိတ်လေးထားပါဒီပုံစံနဲ့ sleep hygiene အိတ်ဆက်ခြင်းစည်းကမ်းတွေမှန်ကန်လာတော့အခါ quality ပြည့်အေးရေးဝါလာမှာဖြစ်တယ်အေးရေးဝါတဲ့နောက်ဆက်တွဲမှာစိတ်ချမ်းသာမယ်ကိုယ်ချမ်းသာမယ်လူချမ်းသာလာမှာဖြစ်ပါတယ်ကျွန်တော်တို့မိတ်ဆွေတွေမိသားစုဆရာဝန်ဒေါက်တာဇန်လင်းဆိုဖြစ်ပါတယ်အကျိုးရှိစေတယ်ဆိုရင် like and comment လုပ်ခဲ့အောင်နော်ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ဖို့မမေ့နဲ့အောင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံး see you bye bye